မင်္ဂလာပါကွာဒီနေ့အဖိုးကငပေါက်ဆငါးကလေးအိုးကဟင်းချက်ပြမယ်ဒီဟင်းအတွက်ငပေါက်ဆငါးကလေးကြက်တုံနီးကြက်တုံပြူဂျင်းငရုတ်သီးစိမ်းနနွင်းအယောင်တင်ခရမ်းကျင်သီးအရင်ဆုံးငါးကိုတန့်တန့်ဆေးထားရမယ်ကြက်တုံပြူနဲ့ဂျင်းကိုဒီလိုထောင်းပေးရင်ဟင်းအနံ့မှုေးလာမယ်အိုးထဲစီထည့်ပြီးမိဘော်တင်ပြီးပူအောင်လုပ်မယ်စီပူလာပြီဆိုကြက်တုံနီးကြက်တုံပြူဂျင်းထည့်ပြီးကြော်မယ်အခု transcription အခုငပေါက်ဆငါးကလေးကိုအိုးထဲထည့်လိုက်မယ်နနွင်းနည်းနည်းငရုတ်သီးစိမ်းနည်းနည်းထည့်မယ်ဒီလိုအိုးကတ်လာတဲ့အထိခဏတည်ပြီးအိုးကတ်လာတဲ့အထိစောင့်မယ်အဲ့ဒါနဲ့ငပေါက်ဆငါးကလေးအိုးကတ်ဟင်းပြီးပြီထမင်းပူပူနဲ့စားရင်အရန်ကောင်းတယ်ကွာ